ကပေးလာတဲ့ upgrade တစ်ခုကိုဒီနေ့ဒီလိုလေးမှာလာပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် TikTok ကအခုပေးလာတဲ့ upgrade တစ်ခုကဘာလဲဆိုတော့ TikTok မှာဓာတ်ပုံတွေပို့လို့ရရုံနဲ့မကပဲနဲ့ဗီဒီယိုတွေအသံဖိုင်တွေပါပို့လို့ရနေပြီဆိုတော့လျှို့ဝှက်ချက်တစ်ချက်ကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်တကယ်လို့ကိုတိုင်းက TikTok ဒီလိုမျိုး upgrade ကိုရနေပြီလားရနေတယ်ဆိုရင်တော့ comment မှာရေးလာခဲ့ပေးပါတကယ်လို့ကိုကနေပြီးတော့အသံ point message ဘယ်လိုမျိုးပို့ရမှာလဲသိချင်တဲ့သူတွေအတွက်ကိုတိုင်းကလည်းသိချင်တယ်ဆိုရင်တော့ဒီလိုလေးကိုစောင့်လိုက်ကြည့်ပြီးပြောချင်ပါတယ်ဒီနေ့ဒီလိုလေးမှာအသံ point message ဘယ်လိုမျိုးပို့ရမှာလဲဆိုတာကိုဒီနေ့ဒီလိုလေးမှာလာပြီး sharing လေးကိုပူတော့မှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုတိုင်းကအသံ point message ပို့တတ်ချင်တယ်ဆိုရင်တော့ဒီလိုလေးကိုစောင့်လိုက်ကြည့်ပြီးပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကို TikTok ထဲမှာလိုက်ပြီးတော့လုပ်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ TikTok ထဲကိုရောက်ပြီးဆိုတော့ဒီ inbox ဆိုတဲ့စကားလုံးလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကိုပို့ချင်တဲ့သူပေါ့နော်ပို့မှလင်းရကြတော့ဒီတယောက်ကိုပို့ပြပေးမယ်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ profile ကိုနှိပ်လိုက်ပါ profile ကိုနှိပ်ပြီးဆိုတော့ ਨੇ ဒီအောက်ဆုံးမှာရှိတဲ့ message ရှိမယ်ပြီးရင်ဒီမှာဓာတ်ပုံပို့ချင်လာတာ sticker ပို့ချင်လာတာအတန် point ပို့ချင်လာလားလင်းရကြတော့အတန် point ပို့တာလုပ်ပြပြီးမှဖြစ်တဲ့ကြောင့်မလို့ဒီမှာဒီအတန် point ပုံစံလေးကိုနှိပ်ပြပြီးမှဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီမှာစာတန်းလေးပေါ်လာတယ်ပေါ့နော် hold to record ဆိုပြီးတော့ပေါ်လာတယ်အဲ့ဒီ hold to record ဆိုတာလေးကိုပဲနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာဒီမှာသူ100ပြည့်အောင်ဝိုင်းလည်မှာပေါ့နော်ဒါဆိုလို့ရှိရင်ရသွားပြီရသွားတဲ့အခါမှာကိုပြောချင်တဲ့အကြောင်းအရာကိုဗီဒီယိုရိုက်လိုက်ပါကိုကနေပြီးတော့ရိုက်မှာဖြစ်တဲ့ကြောင့်မလို့ဒီမှာဒီဗီဒီယိုဖိုင်ဖြစ်တဲ့ကြောင့်မလို့ဒီမှာဒီခလုတ်ကလေးဘက်ကိုရွှေ့ပေးရမှာဖြစ်ပါတယ်နော်ဗီဒီယိုဆိုတဲ့ဘက်ကလေးကိုရွှေ့လိုက်ပါရွှေ့ပြီဆိုရင်ကိုကအတန်ဖိုင်းပို့မှာဖြစ်တဲ့ကြောင့်မလို့ကိုပြောချင်တဲ့အကြောင်းအရာကိုနှိပ်မှာဖြစ်တဲ့ကြောင့်မလို့ဒီနှိပ်လိုက်တာနဲ့ဒီမှာဆိုရင်သူစပြီးတော့အတန်ဖန်းနေပေါ့နော်နောက်ပြန်လင်းပြန်ပြီးတော့ရင်နားထောင်ပြပြီးမှဖြစ်ပါတယ်ဒါဆိုရင်တော့ရသွားပြီပေါ့နော်တကယ်လို့ကိုကအဲ့ဒါမှကိုမလို့ခြင်းတဲ့အပိုင်းတွေကိုဖြည့်ညက်ကတခါလှုပ်ရှင်နေဆိုရင်လည်းရတယ်ဒီမှာဆိုရင်သူစပြီးတော့အတန်ဖန်းနေပေါ့နော်နောက်ပြန်လင်းပြန်ပြီးတော့ရင်ဒါဆိုရင်တော့ပို့လို့ရပါပြီပို့ကြည့်လိုက်ပါဒါလင်းအတန်ပြန်ဖန်းတာအတန်ဖန်းတာကိုပြန်ပြီးတော့ရင်နားထောင်ပြပြီးမှဖြစ်ပါတယ်ကလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ဒါဆိုရသွားပြီပေါ့နော်ဒါကတော့ TikTok မှာအတန် point ပို့တဲ့နည်းပေါ့နော်တကယ်လို့ကိုယ်တိုင်ကလည်းကိုယ့်ရဲ့ကောင်မလေးတွေကိုအတန် point message နဲ့စကားပြောချင်နေဆိုရင်တော့ဒီနည်းလမ်းလေးကိုသုံးကြည့်လိုက်ပါဒီဗီဒီယိုလေးကအဆင်ပြေမယ်လို့တော့ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကကြိုးကြည့်တယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်